ဘိတ်သူလည်းနင်ကဘိတ်ကနော်အေးငါနောက်ဆုံးကနင်ဘိတ်လို့ပြောတယ် ပြောနေတာပေါ့ တကယ်ပြောတယ် ပြောတယ် ဘိတ်တန်ကြငါသဘောကျငါလည်းတဝဲပဲငါဝက်သား ဝေသား နင်တကယ်ပြောတယ် ပြောတတ်တယ် ပြောတတ်ရင်ဟိုတို့ရန်ကုန်မှာကျတော့တို့လို့ပြောရလေနင်တို့ဘိတ်မှာကျတော့တို့ဘယ်လိုပြောလဲ ကိုနန်းစားတော့ရင်နုနဲ့ပြောတယ် ဘယ်နားမှာလဲဘယ်နားမှာပြောတာဘိတ်မှာပြောတာလားတဝဲမှာပြောတာလားတို့နိုဈေးသွားမယ်တို့ဈေးသွားမယ် နုစေးတော့ ဟောနိုဈေးသွားတို့နိုတလုံးလောက်ဝယ်ခဲ့စမ်းနွားနိုတလုံးလောက်အားမရှိဘူးတောက်ချင်တယ်တကယ်ပြောတယ်လား ပြောတတ်တယ် ဒါဆိုရင်ကြီးကန်း ကြီးကန်းကိုဘိန်းလို့ဆိုရင်တော့ကြီးကန်းပဲဒဝဲလို့ဆိုရင်ကီကန်း ကြီးကန်းလေးကွာဟုတ် လီကွာ ဓာရှာတာလားဟလား ဟုတ်ဘူး ဓာရှာတယ်လို့ခွာဖြစ်သွား ဒီလိုပြစ်တဲ့ဟာကိုလီကွာလို့ပြောတာ လေးကွာကြီးကန်းဟုတ် ကီကန်း လေးကွာဟုတ်ကြီးကန်းကိုလေးကွာနဲ့ပြည့် ကီကန်းကိုလီကွာတီး ကြီးကန်းကိုလေးကွာနဲ့ပြည့်တို့ no တရားတွေပါလေလူလျှောက်တဲ့တရားတွေပါလေ တရားရေးပါကြဒဝဲလို့ခါလို့ခေါ်ရ ခါကျွဲအကောင်မဲမဲနဲ့ ကျွဲကြောက်ကွဲ ခွဲတို့ no ဒါဆိုရင်တရားပေါ်မှာတို့ရှိတယ်တရားအောက်မှာကျွဲနေတယ်ပြောစမ်း တရားပေါ်မှာဒိုရှိရဲဆိုတာခါပေါ်မှာနိုရှိရဲ ဘယ်နှလုံးရှိလဲနွားတို့ဘယ်နှလုံးရှိလဲတို့ဟုတ်လားတို့ဟိုပြီအဲ့ဒါတရားပေါ်မှာတို့ရှိတယ်တရားပေါ်မှာတို့ရှိတယ် ခါပေါ်မှာနိုရှိရဲ တရားအောက်မှာကျွဲနေတယ် ခါအောင်မှာကွဲနေရဲ စိုက်ကယ်စီးတော့ဖြစ်တယ် ကွဲစကား ဟေးခါအောင်မှာ ခါအောင်မှာကွဲနေရဲ ခါအောင်မှာတရားမှာ နိုရှိရဲ ခါပေါ်မှာတို့ရှိရခါအောင်မှာ ခါအောင်မှာကွဲနေရဲ စပိန်တွေပါလေကြတော့ စပန် မရိုင်းလာညတ်တာတွေပါလေကြတော့ ကိုင်ရဲ စပိန်ကို စပန် ညတ်တာကို ကိုင်ရဲ စပိန်ညတ်တယ် စပန်ကိုင်ရဲ ဟာဒီကောင်